ပါဒါတော့ grind ပေါက်လို့ပါဟုတ်ကဲ့ခဏနော်ယူမယ်ဟုတ်ကဲ့ကျမတို့ပလိုင်းတော့ထောက်ပါမယ်ရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်ဒီချိန်ရတာဒီဖွားတို့ညီအဖွားနှစ်ယောက်အတိုင်းမှာဖောက်တယ်အတိုင်းမှာဖောက်ဒီဆိုင်ရဝယ်တာဒီဆိုင်ကဝယ်လာတာပါရှင်မင်းတော့ grind ပေါက်နေနဲ့ပိတ်ရိုင်းမှာအများကြီးပါရှင်ဒီအရင်ဆုံးဒီအလုံးကြီးကိုဖတ်ပါမယ်ဒါလေးပဲဒါအရင်လေးပဲပြောပါ ကိုကဖောက်ဘူးဟိုမရတော့ဒါဖောက်ပါမယ် ဟုတ်ပြီ 1 2 3အစိမ်းရောင်လေးပါချစ်စရာလေးပါဖောက်ပြီးတော့ပြန်ဖောက်လား မော်လေးစိမ်းလေးပါရှင် ဒီမှာလည်းမော်ဒယ်စင်းလေးပဲဒါအစိမ်းအနုပေါ့ ဒါအရေးပါနော်ချစ်စရာလေးဒါအမေပေါ့နော်ဒါသမီးလေးဖွားပေါ့နော်ဖောက်လာပြန်ဖောက်တော့ဗချင်းစားမမယာ ဒီနေ့တော့ပလိုင်းပေါင်းကြီးဝယ်ခဲ့တယ်နော်အများကြီးပဲအများကြီးနော်တကယ်များတာအများကြီးပဲအဲ့ဒါဖတ်မနော်အခုနှစ်ခုပြီးပါပြီနှစ်ခုပြီးပြီဆိုပြန်ထည့်ရမယ်နော်အဲ့ဒါကိုပြန်ထည့်လိုက်ပါမယ်ပြန်ထည့်ပြီးရင်တခြားနေရာမှာထားတာပါဒါဖြစ်လို့လဲဆိုတော့နောက်ရောရမယ်ရောရမှာဆိုလို့ပါဒီပါဒီနားမှာခုန်တစ်ခုရှိတယ်ဟုတ်တယ်အဲ့ဒီဟာတိတ်လိုက်ပါအမယ်နော်အခုဆက်လက်ပြီပုံမဲ့လေးဖောက်လားပုံမဲ့ဖောက်ပါလာပလာမဖောက်မယ်လာလေဒါတော့ပုံနောက်ထပ်ဖွားပြောင်းလာပါပြီနော်မုံတို့ဖွားနောက်ထပ်တရားမုံတို့ဖွားနှစ်ယောက်ဒီဘက်လားဒီဘက်လားဘာကချရာတဲ့သူလို့ဘာမှမနိုင်ဘူးလေနာအမရက်ကြိုက်ရဖောက်ဒါတော့ဖောက်သွားတာဒီနှစ်ခုပဲဖောက်သွားတာဒီမှာစာကျန်တာပါလို့လားကြိုက်တာ